ချို့ခီးတွေမှာဥတီယာ destination ရှိတယ်တချို့ခီးတွေမှာတော့ဥတီယာမရှိပဲသွားမဲ့လမ်းကပိုအရေးကြီးတယ်လို့ဆိုကြတယ်ဒီတစ်ခါသွားပြတဲ့ခီးကတော့ဒုတိယအမျိုးအစားပေါ့ဇူလိုင်လ4ရက်နေ့ဆိုအမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်ပြီးကျွန်တော်တို့အလုပ်ကတော့နှစ်စဉ်နှစ်ဝက်အတွက်တပတ်အနားပေးတယ်ခီးသွားရသည်ဖြစ်လို့ပြည်ရင်းပြည်ပခီးစဉ်တွေဟာလူပြည့်နေတတ်ပြီးခီးသွားစိတ်ကလည်းများတတ်တယ်ကားနဲ့ခီးသွားရတဲ့အခါရက်ချင်တဲ့နေရာရက်ဟိုကြည့်ဒီကြည့်နဲ့ပိုအဆင်ပြေလို့အချိန်ရရင်ကားနဲ့ပဲသွားခြင်းတယ်တောင်ပိုင်းကယ်လီဖိုးနီးယားဆန်ဒီယေဂိုမြို့ကနေပစိဖိတ်သမုဒ္ဒရာကယ်ယိုရန်တိုင်းမြောက်ဘက်ကိုခီးကပ်ဖြစ်ပါတယ်အမှန်တော့ဒီလမ်းကမက္ကဆီကိုနိုင်ငံကနေကနေဒါအထိပေါက်တဲ့လမ်းတစ်ခုပါပဲအဝေးပြေးလမ်းမကြီးမဟုတ်ပေမဲ့ကယ်ယိုရန်ရဲ့အလှဆုံးနေရာတွေမြို့တွေကိုဖြတ်သွားရတယ်ကယ်လီဖိုးနီးယားလမ်းပိုင်းနဲ့အော်ရီဂွန်လမ်းပိုင်းရဲ့နေရာတွေကတော့အလှဆုံးတွေလို့ပြောကြတယ်သွားမှုတဲ့သူတွေအများစုကတော့အမေရိကန်နိုင်ငံရဲ့အလှဆုံးနေရာတွေကတစ်ခုဖြစ်တယ်တဲ့နှစ်ခေါက်သုံးခေါက်ပြတ်မောင်းမှုတွေမဲ့အေးဆေးဆေးတော့မနေဘူးဒီတစ်ခါတော့တစ်ပတ်ကိုအေးဆေးဆေးနဲ့ရက်ချင်တဲ့နေရာရက်ပြီးလိုက်သွားဖြစ်ခဲ့တယ်တာယာတဲ့ကယ်ယိုရန်လမ်းဖြစ်ပေမဲ့တဲကူစရာတွေပေါ်လာတယ်။ရွေပိုင်းဆိုရင်ကြိုပြီးယူလာမှအဆင်ပြေတယ်။အထူးသဖြင့်အရန်လာတဲ့နေရာတွေမှာဟိုတယ်တွေကမ်ပင်းနေရာတွေမှာပြည့်နေတတ်တယ်။အချိန်စရာမရှိတဲ့အတွက်ဟိုတယ်မယူထားဘူး။ကမ်ပင်းနေရာတစ်နေရာယူထားပြီးကျန်တဲ့နေ့တွေကိုသဘောကျတဲ့နေရာမှာရှာအိပ်ရုံပဲ။2025ခုနှစ်ຫນွေတုန်းကနော်ဝေမှာအဲ့လိုသွားခဲ့တာသတိရတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကယ်ရီတစ်လျှောက်စီးကမ်းတွေများပြီးနော်ဝေမှာတော့မလွတ်လပ်လာဘူး။ဘယ်နေရာမှာနားမယ်ဘယ်နေရာမှာညအိပ်မယ်ဆိုတာလည်းကြိုမသိဘူး။သိထားတာတစ်ခုပဲရှိတယ်။ကားကိုမြောက်ဘက်ကိုမောင်းသွားရမယ်။ Los Angeles ပတ်ဝန်းကျင်ကိုဖြတ်ပြီး Pacific Highway ကိုဆင်းလိုက်တာနဲ့ကမ္ဘာကြီးကဖြည်းဖြည်းချင်းပြောင်းလဲသွားတယ်။တစ်ဖက်မှာအစိုးကိုမမြင်ရတဲ့သမုဒ္ဒရာတစ်ဖက်မှာပင်လယ်ထဲကိုဆင်းသွားတဲ့ကြောက်တောင်တွေလမ်းကကွေးလိုက်တိုင်းမြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေတယ်။လှတဲ့နေရာတွေ့တိုင်းကားကိုရက်တယ်အဆင်ပြေရင်တမုံရိုက်တယ်မြင်ကွင်းတွေကိုတဝါကြီးကြည့်ပြီးခရီးဆက်တယ်။ညအိပ်ဖို့အဆင်ပြေတဲ့နေရာမှာစခန်းချနားလိုက်ပြီးစားဖို့တောက်ဖို့စီစဉ်ရတယ်။မြို့နဲ့နီးတဲ့အခါလမ်းမေးဆိုင်တွေမှာဝယ်စားလိုက်ပြီးမြို့နဲ့ဝေးတဲ့အခါအေးအေးဆေးဆေးရှိတဲ့နေရာတွေမှာတော့ချက်ပြုတ်စားတောက်လိုက်တယ်။ကားနဲ့သွားတဲ့ဆိုကလေးကလှတဲ့နေရာတွေ့ရင်အချိန်မရွေးရက်နိုင်အောင်ပါတခါတလေနိုင်ဝက်လောက်ရက်နေတယ်တခါတလေမိနစ်နည်းငယ်ပဲရက်တယ်မြင်ကွင်းကောင်းပြီးလူရှင်းပြီဆိုခုစားပြီးဒီတမောအိတ်လိုက်သေးတယ်ပင်လယ်ကလိုင်းတန်တွေကလွယ်ပြီးဘာမှမကြားရဘူးလေတိုက်တန်ပြည့်ရလောက်တန်နဲ့အော်တန်တွေကမြို့မှာမကြားရတဲ့လေးသွားတပုတ်လိုပါပဲလူတယောက်အတွက်စကားပြောဖို့ခီးသွားဖို့ဆိုတာတကယ်မလိုပါဘူးတဘာဝကပြောတဲ့စကားတွေကိုနားထောင်ရင်ခီးဆက်တဲ့ရင်ညုံလောက်ပါပြီလေဝင်ချိန်တိုင်းကမတူဘူးမိုးတိတ်တွေကအယောင်ပြောင်းနေတယ်ပင်လယ်ရေကလည်းအယောင်ပြောင်းတယ်ဒါပေမဲ့နေ့တိုင်းတူညီတာတစ်ခုရှိတယ်အဲ့ဒါကတော့မနက်တိုင်းစိတ်ပေါ်ပါပြီးနှိုးထရခြင်းပါပဲဒီခီးလမ်းမှာအကောင်းဆုံးအမှတ်တရကဘယ်နေရာဆိုတာမပြောနိုင်ဘူးတရားတစ်စင်းကမ်းခြေတစ်ခုတောင်တလုံးလားတကယ်တော့အဲ့ဒါတွေမဟုတ်ဘူးအကောင်းဆုံးအမှတ်တရကလမ်းပေါ်မှာရှိခဲ့တဲ့အချိန်တွေပါပဲကားပရင်မောက်ကိုဖွင့်ထားပြီးလေတိုက်ခံရင်ရှင်းတဲ့ပုတ်ကိုထက်ကနှောက်ထောင်ရင်လိုက်ဆိုနေရင်မြင်ကွင်းတွေကိုငေးမောရတဲ့အချိန်တွေပါပဲတပတ်ဆိုတဲ့အချိန်ကသိမရှိဘူးဒါပေမဲ့အဲ့ဒီတပတ်တွင်သင်ယူစရာတွေများခဲ့တယ်ဘဝမှာအရာအလုံးကိုအစီအစဉ်ဆွဲထားဖို့မလိုဘူးအခါတလေမျောလင့်မထားတဲ့လမ်းကပဲအလှဆုံးရှုခင်းနေစီခေါ်သွားတတ်တယ်ဘဝမှာအစဉ်ပြေလိုနေတတ်ဖို့လည်းသင်ယူရတယ်ဆိုတာတွေကိုပေါ့ဒီခရီးကစိတ်ဖိစီးမှုတွေအလင်းလိုမှုတွေပင်မနွမ်းနယ်မှုတွေကိုတိတ်လေးယူသွားခဲ့တယ်အိမ်ပြန်တဲ့လမ်းမှာတူညီတဲ့ကားကိုပဲမောင်းနေတယ်တူညီတဲ့လမ်းပေါ်မှာပဲရှိနေတယ်ဒါပေမဲ့ပြောင်းလဲသွားတာတခုတော့ရှိတယ်ခါတလေလူတယောက်လိုအပ်တာဖြေရီမဟုတ်ဘူးအဆုံးမမြင်ရတဲ့လမ်းမတစ်ခုပင်လယ်ကမ်းရိုးတန်းကိုရိုက်ခတ်နေတဲ့လိုင်းတန်တွေနဲ့အေးအေးဆေးဆေးနေလို့ရမယ့်အချိန်တွေပဲဖြစ်ပါတယ်